မင်္ဂလာပါကျွန်တော်ကတော့ Barista Trainer ဝိုင်းချစ်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကကျွန်တော်ရဲ့ Coffee Live မှာပြသန်းခဲ့ရတဲ့ဗီဒီယိုမှတ်တမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော် Coffee ပညာကို2016ခုနှစ်မှာကိုစီတာ Coffee ရဲ့ကျေးဇူးကြောင့်ဆရာကိုစန်းလျောင်းနဲ့အတူအခြား Coffee ပညာရှင်တွေနဲ့အတူပါကျွန်တော်ပညာစီးပွားခွင့်မှာထပ်ပါရအောင်ရှိခဲ့ပါတယ်ကျွန်တော်ရဲ့ Coffee Live 3နှစ်တာကာလမှာကဖာမြန်မာမှာကျင်းပတဲ့လက်တရက်ပြိုင်ပွဲမှာကျွန်တော်ဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်စလို့ရပါပြီကျော်ဒီပြင်စင်ချိန်10မိနစ်အရင်ပေးထားတာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီပြိုင်ပွဲမှာအဆင့်ဆင့်ဖြတ်ကျော်လာပြီးတော့ TF First Runner ဆုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်အခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီ channel လေးကနေပြီးတော့ကျွန်တော် coffee ကြောင်းလေးတွေ share လုပ်ပေးသွားပါအောင်ခင်ဗျာဒါ